တော်လန်ရေးရဲဘော်တယောက်ရှေ့တန်းကိုသွားတယ်ဆိုရင်ဘယ်လိုပစ္စည်းမျိုးတွေကိုတပါးလေးယူဆောင်သွားရတယ်တဲ့ကျွန်တော်နဲ့အတူဒီဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ကြည့်ရင်ရှေ့တန်းကိုဘာတွေယူသွားလဲဆိုတာသိရပါလိမ့်မယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးပါအောင်ခင်ဗျာဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တော်လန်ခီးသွား Revolution Traveler ဆိုတဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ဘာတွေတင်ဆက်ပေးမှာလဲဟုတ်ပါတယ်ဒါတွေကတော့ကျွန်တော်ရှေ့တန်းသွားလို့ရှိရင်တပါးလေးယူဆောင်သွားတတ်တဲ့အရာတွေပဲဖြစ်ပါတယ်အဲ့ဒီအရာတွေကိုကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဗဟုသုတရပွဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေရာမှာတော့တယောက်နဲ့တယောက်နဲ့လုံးဝတော့မတူညီနိုင်ဘူးပေါ့နော်ကျွန်တော်ကတော့ဒီကျွန်တော်လှုပ်ဆောင်ရတဲ့လုပ်ငန်းဆောင်တာတွေပေါ်မှာမူတည်ပြီးတော့မှယူသွားမှာပဲဖြစ်ပါတယ်ဒီအုတ်ထုပ်လေးပေါ့နော်ဒါကတော့မပါမဖြစ်ပြောရမှာပဲဖြစ်ပါတယ်ကြီးကအုတ်ထုပ်အနည်းဆုံး level 3လောက်တော့ရှိပါတယ်ဒါကတော့သူများကြီးကအုတ်ထုပ်ပေါ့နော်ကျွန်တော်ရဲ့ကြီးကအုတ်ထုပ်ကတခြားရဲဘော်တွေကိုလက်ဆောင်ပေးလိုက်တဲ့အတွက်ဒါကျွန်တော်သူများဟောက်ငှားသွားတာပါဒါကတော့ကျွန်တော်အသုံးပြုတဲ့ကြီးကပေါ့နော်ဘက်ဖြစ်ပါတယ်ဒီကြီးကအင်ကြီးလေးထဲမှာဆိုရင်တော့ဒါကျွန်တော် level 3 ပလက်လို့ပြောလို့ရတဲ့ကြီးကဗျာနှစ်ချက်ရှေ့နောက်ပါပါတယ်ဒါလေးကတော့ခောက်သားလေးပဲဖြစ်ပါတယ်ဒါကျွန်တော်လက်ဆောင်ရထားတဲ့ခောက်သားလေးတစ်ချောင်းပေါ့နော်ဒါလေးကလည်းကျွန်တော်တို့ရှေ့တန်းမှာအသုံးလိုတယ်တခုခုဖြတ်ချင်တာပဲဖြစ်လှီးချင်တာပဲဖြစ်ဒါကြောင့်ကျွန်တော်မပါမဖြစ်ယူပါတယ်ဒါကတော့ကျွန်တော်ရဲ့အဖော်နိုင်မမစစ်စောပစ္စတိုပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒီ battle area တွေနဲ့အနီးဆုံးမှာရှိတဲ့အတွက်ဒါပေမဲ့လည်းကျွန်တော်ကတူတိုက်ကိုတိုက်တာမဟုတ်တော့ကျွန်တော်အရှိမကင်မဲ့အတူပဲကျွန်တော်ကင်ပါတယ်ဒါကတော့မိုးရသည်မှာအရန်တင့်တော်တဲ့ဒါရေလုံ waterproof ပေါ့နော်ဒါကျွန်တော်က10လီတာဆန်တဲ့အိတ်ကလေးဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီပစ္စည်းအတူအထွားတွေအကုန်လုံးကိုကျွန်တော်ဒီအိတ်လေးထဲမှာပဲထည့်ပြီးတော့တည်သွားပါတယ်ဒါကအမြဲတမ်းကိုယ်နဲ့မကွာရှိတဲ့အိတ်ကလေးပဲဖြစ်ပါတယ်ဒီကျွန်တော်ရဲ့ကြောဘိုးအိတ်အပြင်ပေါ့နော်ပြီးရင်တော့ဒါလေးကတိုနီကွင်းကျွန်တော်တို့သွေးထိန်လေးပဲဖြစ်ပါတယ်ရှေ့တန်းမှာမတော်တဆဒီထိခိုက်ဒဏ်ရာတွေရတဲ့အခါမှာသွေးအလွန်ကျင်မထွက်ဖို့အတွက်စစ်သားတွေအတွက်အလိုအဆုံးသွေးထိန်လေးပဲဖြစ်ပါတယ်ဒါကတော့ဆောနာကျွန်တော်ရဲ့အဖော်ဖြစ်တဲ့ပစ္စတိုထဲတဲ့အိတ်ကလေးပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ကဒီစစ်ဘေးတင်းတဲ့ပြည်သူတွေကိုအင်တာဗျူးတွေလုပ်တဲ့အခါမှာလိုအပ်တဲ့အသုံးပြုတဲ့အတွက်ဒါမိုက်ကလေးပဲဖြစ်ပါတယ်သူတို့တွေကဝမ်းနေနေတဲ့အခါသူတို့ရဲ့အတန်တွေကထွက်မလာတဲ့အခါမျိုးမှာကျွန်တော်ကဒီမိုက်ကလေးအသုံးပြုပါတယ်နောက်တစ်ခုကတော့ဓမီလေးပဲဖြစ်ပါတယ်ဒါကတော့ရှေ့တန်းရဲဘော်တွေအတွက်အသုံးဝင်တဲ့ဓမီလေးတစ်လက်ပေါ့နော်သူကမီးလဲတဆင့်ပြီးတဆင့်ထွန်းလို့ရတယ်လို့ဆိုတော့ပထမဆုံးပြခဲ့တဲ့ဒီ red color လေးလဲပါတယ်ပေါ့နော်ညာရေးညတာတွေမှာဆိုရင်အဝေးကရန်သူမမြင်အောင်အသုံးပြုလို့ရတာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ရဲ့အဖွဲ့တွေကစက်သားတိုင်းမှာဒီလိုမျိုးဓမီလေးတစ်လက်စီရှိကြတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကတော့ဒါကျွန်တော်ကင်တဲ့ Canon M50 လေးဖြစ်ပါတယ်ဒါကကျွန်တော်ဒီရှေ့တန်းစစ်မြေပြင်မှာဒီအာနာသိန်းစစ်ကောင်စီရဲ့ဒီအကြမ်းဖက်မှုတွေလေကြောင်းကတိုက်ခိုက်မှုတွေကိုကျွန်တော်ဒါမှတ်တမ်းတင်ဖို့အတွက်ဒါကျွန်တော်အသုံးပြုတဲ့ဒီကင်မရာနဲ့လမ်းလေးပဲဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ရှေ့တန်းတွေကိုသွားရတဲ့အခါမျိုးတွေမှာဒီအလွယ်တကူအားသွန်းလို့ခက်ခဲတဲ့အတွက်ကျွန်တော်ကဒီ battery အပိုလေးနှလုံးကျွန်တော်ဆောင်းထားတယ်ဒီအားသွန်းလို့ရတယ်ဆိုတဲ့နေရာရောက်ပြီဆိုမှကျွန်တော်ဒီ battery တွေကိုအပြည့်အပြန်သွင်းထားတာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့တကူရီသုံးဆေးဝါးတွေပေါ့နော်ကျွန်တော်ကအစာအိမ်နဲ့အောင်တက်တဲ့သူဖြစ်တဲ့အတွက်ဒီတွားတိုက်ဆေးတွားတိုက်တန်ဒါတွေအပြင်ကိုမှအောက်မှာမြင်နေရတဲ့ဆေးဝါးတွေပေါ့နော်ပြီးလို့ရှိရင်ဓာတ်စားတုပ်လေးတွေပါမယ်နွေရာသီလည်းဖြစ်တဲ့အရန်လဲပူပြင်းတယ်ဒါကြောင့်ကျွန်တော် Ryan ဒီဓာတ်စားတုပ်လေးတွေကျွန်တော်ရဲ့ကြောဘူးအိတ်ထဲမှာအမြဲဆောင်ထားတယ်ပြီးရင်ဒီနှာစီးခေါင်းကိုက်အတွက်အသုံးပြုဖို့ဒါပါရာကက်ပေါ့နော်ပါရာစီတမောကက်လေးလည်းကျွန်တော်အမြဲတမ်းဆောင်ထားတယ်တခြားသောရဲဘော်တွေလိုအပ်ရင်လည်းပြီးလို့ရတာပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့မီဂျစ်လေးပဲဖြစ်ပါတယ်ကျွန်တော်ကဆက်လက်တောက်တဲ့သူမဟုတ်ပြီမဲ့လေဒီမီဂျစ်လေးကလိုအပ်တယ်ပေါ့နော်ကိုအသုံးပြုဖို့ပဲဖြစ်ဖြစ်တခြားရဲဘော်တွေလိုအပ်တာပဲဖြစ်ဖြစ်ကျွန်တော်အသုံးပြုဖို့အတွက်ဆောင်ထားတာပဲဒါကတော့ရဲဘော်တွေအတွက်မရှိမဖြစ်လိုအပ်တဲ့ဒီချင်းမကိုက်တဲ့လိန်စေးခရင်ပဲဖြစ်ပါတယ်ပုံမှန်ဆိုတော့ဒါကျွန်တော်တို့ spray ဘူးတွေတုံးတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကအခု spray ဘူးဝယ်လို့မရတဲ့အတွက်ဒီ cran ဘူးလေးကိုကျွန်တော်အသုံးပြုတာပဲဖြစ်ပါတယ်ဆောနာပြောခဲ့သလိုပဲကျွန်တော်ကဒီအစာအိမ်အောင်တက်တဲ့သူဖြစ်တဲ့အတွက်ကျွန်တော်တို့ရှေ့တန်းမှာကအစားစားချိန်လည်းမမှန်ဘူးလीเนาะအဲဒါကြောင့်ကျွန်တော်အစာအိမ်စီးလေးဆောင်ထားပါတယ်ဒါကတော့ရဲဘော်တွေအတွက်ဒီမပါမဖြစ်ပေါ့နော်ကိုနဲ့မကွာရှိတဲ့ဒီပတိလေးတွေဘန်တစ်လေးတွေပဲဖြစ်ပါတယ်ပြီးရင်ဆောနာစီးဝါဘူးပေါ့နော်ဒါလေးတွေကိုလည်းကျွန်တော်အမြဲတမ်းရှေ့တန်းသွားတိုင်းယူသွားဖြစ်ပါတယ်နောက်တစ်ခုကတော့ဒါဒီတိုနီကွင်းနေရာမှာအစားသုံးလို့ရတဲ့ဒါပဝါပေါ့နော်အဲ့ဒီထဲကနေမှဒါက medical 3ကက်ကြီးပဲဖြစ်ပါတယ်ဒီကက်ကြီးလေးရဆိုရင်တော်တော်အသုံးဝင်ပါတယ်ဒါကတော့ကြည်စံတွေပါကျွန်တော်ရှေ့တန်းကိုသွားတိုင်းဒီအပူအနေနဲ့ဒါကြည်စံဘူးလေးကျွန်တော်ဒီအပူဆောင်သွားပြတယ်ပေါ့နော်ကျွန်တော်ရဲ့တနက်မှာထည့်ထားတဲ့ကြီးအပြင်ကိုမှနောက်ထပ်ကြည်စံဘူးတပူးပဲဖြစ်ပါတယ်အဲ့ဒီပစ္စည်းတွေကိုကျွန်တော်ရဲ့ဒီဘက်ပေါ့နော်ဒီယာကီလာဘက်ထဲမှာကျွန်တော်စီပြီးတော့ထည့်တယ်ဒါကကျွန်တော်ရဲ့ကြီးကက်အပူပဲဖြစ်ပါတယ်ဒါတွေကတော့ကျွန်တော်ရှေ့တန်းသွားတိုင်းမပါမဖြစ်ယူသွားပြတဲ့အရာတွေပေါ့နော်နောက်တစ်ခုကတော့ဒါပါလဲဆိုတော့ဒါ slimming bag ပဲဖြစ်ပါတယ်အင်မတန်အသုံးဝင်ပါတယ်ကျွန်တော်တို့ပေါ့ပေါ့ပပလေးနဲ့တည်လို့လွယ်တာပေါ့နော်နောက်တစ်ခုကတော့ဒါကတော့
ပကတ်ဖြစ်ပါတယ်ရဲဘော်တွေအတွက်မရှိမဖြစ်လိုအပ်တဲ့ပကတ်ပြီးရင်မိုးကလေးတစ်ချက်လည်းကျွန်တော်ကအမြဲတမ်းဆောင်သွားဖြစ်ပါတယ်ကရင်ပြည်နယ်မှာမိုးကအချိန်မရွေးရွာတတ်တာကြောင့်ပါနောက်တစ်ခုကတော့ကျွန်တော်ရဲ့ကိုလုံးအိတ်ဆောင်ပရီလေးဖြစ်ပါတယ်ဒါတွေကတော့ကျွန်တော်လှုပ်ဆောင်ရတဲ့အလုပ်ပေါ်မှာမူတည်ပြီးတော့မှယူသွားဖြစ်တဲ့အရာလေးတွေပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ